ဒီဦးလေးရကြောင်တန်နေခွေးတန်နေကြက်တန်တွေကိုလှုပ်ပြတဲ့အပြင်ယခုတစ်ခါမှာတော့မော့ဇလန်တွေကတရုတ်ဆောင်၃ဦးရဲ့အတန်ကိုတရုတ်ဆောင်ပြသွားတာဗျာအတော့ကိုပိုင်ပါတယ်ဒီဦးလေးရဲ့မော့ဇလန်တွေကတရုတ်ဆောင်ပြတဲ့ပြုလုပ်ချက်တွေကိုတေချာနားထောင်ကြည့်လိုက်အောင်ဗျာမလာတော့ရှင်သူပြောလဲဟောကျွန်တော်ရှက်ကောင်းနေအမကိုကျွန်တော်ပြောတော့ရှင်ကျမကိုပြောဟုတ်လားဟုတ်ပါလေဘာကိစ္စရှိလို့ဟောကျွန်တော်အမနဲ့ရင်းနှီးချင်လို့ရှင်ကျမနဲ့ရင်းနှီးချင်ဟုတ်လားဟုတ်ပါလေရတယ်လေရင်းနှီးချင်ဘာအတွက်နဲ့လဲဟောကျွန်တော်အမကိုလာအရင်းနှီးချင်တယ်ဆိုတာအမကိုတန်ရုံးစင်ရှိနေလို့ရှင်ကျမကိုတန်ရုံးစင်ရှိလို့ဟုတ်လားဟုတ်ပါလေကျွန်တော်အမကိုစတွေ့လို့ချင်းညီညီချင်းကျွန်တော်ရေနဲ့တဲ့နှလုံးသားတွေကစောညစ်နေတဲ့တန်ရုံးစင်ကျိုးအတွက်ပါဗျာရှင်အဲ့ဒါနဲ့ကျမပါဆိုင်လို့လေဟုတ်မဆိုင်ဘူးကျွန်တော်တိုက်ဆိုင်လို့ပါဗျာရှင်းမပြောဘူးဗျာကျွန်တော်အမကိုကျွန်တော်ချစ်တယ်ဗျာရှင်ကဗလိုင်းကြီးပါပဲကျမမှာချစ်သူရှိတယ်ရှင်ဘာအမမှာချစ်သူရှိဟုတ်လားဟုတ်တယ်ဒါပြန်အမရဲ့ချစ်တော့ဘလူးလဲဘဲဝါလဲဘဲရလဲဘဲစားတိလဲအော်ရှင်ကအရင်ဆက်ဆူလာမယ်နော်ဆက်ဆူတယ်လို့တဘောမထားပါနဲ့ကျွန်တော်သိချင်လို့ပါဟုတ်တယ်ရှင်သိချင်တဲ့ပါဆိုရင်ကျမရဲ့ချစ်သူကဦးတော့ကတာမော့ဘာဦးတော့ကတာမော့ဟုတ်လားဟုတ်တယ်ရှင်သိနေလို့လားသိတာပေါ့ဗျာဟာဟိုမှာလာနေပြီဒီဘလူးနဲ့ကြကားကြောင်းနေလေဟင်ဟုတ်တယ်ဒီကိုနဲ့တည်တယ်ဟင်ကိုသူ့ကိုမတည်ဘူးဗျခဏဘဲရလေခဏကိုကျွန်တော်မတည်ပါဘူးခဏဗလိုင်းကြီးပါပဲပြောပါတယ်လို့လေး